နဲ့ငါစတိခဲ့တာငယ်စဉ်တက်တန်းကြောင်းသားဘဝနင့်လကဘသူနဲ့မှမတူအောင်ကိုထူချယူရစွာတိန်တာခဲ့တာနေရတဲ့ပုံတစ်ပိုင်းတစားကြောင်းစင်ချိန်တိုင်းနှုတ်ဆက်ကြတဲ့ငါရင်ထဲမှာမှတ်တရမင်းမြနိုင်တဲ့ကြောင်းလုံးပြောတဲ့ကြောင်းသားစုံကြီးပွဲတော်လူတိုင်းကစင်တင်ဖြစ်ပြီးအတွဲတွေကိုစီနဲ့ပေါ့ဒီလိုနဲ့စတင်ကန်းတဲ့စာသူတင်ရင်ဖြတ်ကျော်ဖွင့်မပြောရဲတဲ့ငါရဲ့စိတ်ကိုဝေဒနာနဲ့တက်ရောစာမေးပွဲပြေဖို့ကချိန်တွေလက်နီးလာပြီးနေကြောင်မတက်တဲ့နေတွေဆိုငါတင်ကြောက်တဲ့ခတ်ပါဤတငယ်ချင်းဆိုတဲ့ဂုံပုတ်ကနေဒီထက်ပိုပြီးတိုက်ရမရှိမြောက်ပေးနေတဲ့ဘော်ဒါတွေလည်းငါကိုလက်လျှော့လိုက်ပါပြီစာမေးပွဲပြေမဲ့နေကိုရောက်လာခဲ့တာအတူနင်ကတော့စာတွေကိုပဲရုပ်ပတ်ကမက်ယူချစ်တဲ့သူနဲ့ခွဲကြတော့မယ်ငါရင်ပတ်ချက်မကောင်းဘူးစာမေးပွဲနောက်ဆုံးနေ့ကငိုကြွေးခဲ့တာအတူငယ်ချင်းစံတက်ကိုပူမလာဒီစံတက်မရတော့ငိုရမလားရင်နဲ့ရှိတဲ့ဒီချင်များစွာပိန်ကနေရင်ပွင့်ငါကြွေးမကြခင်ရှိနေတွေချာနာဝေးကွာလေနေရစီရောက်လို့သွားခြင်းဘလို့ကြောင့်မျိုးနဲ့ဝေးသွားခဲ့ရင်တကယ်လွန်လို့ယူနိုင်ရဲ့ဘယ်တော့မှမမေ့နိုင်ခဲ့တဲ့အတိတ်ကိုငါပြန်လွှမ်းစေဖြူစင်လွန်းတဲ့နေရုပ်လွှာကိုပြန်မြင်ရောင်တိုင်းဝမ်းဟဲအခန်းထဲမှာချိန်ငိုခဲ့တဲ့ရက်တွေများစွာအလင်းမဲ့နေမရှိပဲနေတဲ့ဖို့ကိုဘလို့လုံးရမလဲမသိခဲ့တိခဲ့တာတခုတည်းပါစာမေးပွဲတွေပြီးတဲ့ချိန်ရန်ကုန်ကိုငါပြောင်းရွှေ့တော့မယ်မိသားစုရဲ့လုံးနဲ့လေနှလုံးသားကိုမြင်မြုပ်ခဲ့တဲ့နေထိုင်ရမွေးရမြေတောင်ကြီးမြို့ကိုလွမ်းစွတ်တရီရစိတ်တွေကစိတ်တနေတိတ်ပြီးတော့ခတ်နေတဲ့ငါရင်ဘတ်ထဲကတိတ်ရောက်မှုတိုင်းတန်တန်နေဆိုအဲ့ဒါဟုတ်ရဲ့လားမြူတန်ရဲ့နိကြမကဒီတခုမှချွတ်ချော်သွားတာကိစ္စမရှိဘူးဒီကလူကလွဲချော်တာတစ်စောင်းတိုင်းမှမြင်နေကြမိဘုံပြန်လဲလွမ်းနေတည်င်းကျွတ်တိုင်နေနဲ့ငါနဲ့ပျော်ရွှင်ခဲ့တာလွမ်းနေတန်တဲ့မှရိုက်ခံဒီတိုင်းနေအားပေးတာလွမ်းနေဒီတချင်းကိုရေးသားလိုက်တာငါနဲ့သမီးလေးနန်းအတွက်ငယ်ချင်းစံတက်ကိုပူမလာဒီစံတက်မရတော့ငိုရမလားရင်နဲ့ရှိတဲ့ဒီချင်များစွာပိန်ကနေရင်ပွင့်ငါကြွေးမကြခင်ရှိနေတွေချာနာဝေးကွာလေနေရစီရောက်လို့သွားခြင်းဘလို့ကြောင့်မျိုးနဲ့ဝေးသွားခဲ့ရင်တကယ်လွန်လို့ယူနိုင်ရဲ့ဝါလူလူတွေ့ချင်ဥမာဆုံးနဲ့အမတကူကူလုံးမဆိုတာကိုတွေ့တာနေတဲ့စားလို့လည်းမဝင်ချိတ်လို့ဝင်စင်တငယ်ချင်းလေးပမာလေဒီလိုတွေ့ချင်ဝါတယ်လို့လာတယ်နေတော့ဆုံးမဲ့ဒီနဲ့ချင်းကုန်တယ်မကြမ်းကြွေးချင်နေတယ်ငယ်ချင်းစံတက်ကိုပူမလာဒီစံတက်မရတော့ငိုရမလားရင်နဲ့ရှိတဲ့ဒီချင်များစွာပိန်ကနေရင်ပွင့်ငါကြွေးမကြခင်ရှိနေတွေချာနာဝေးကွာလေနေရစီရောက်လို့သွားခြင်းဘလို့ကြောင့်မျိုးနဲ့ဝေးသွားခဲ့ရင်တကယ်လွန်လို့ယူနိုင်ရဲ့ကျောင်းသားဘဝတော့အတန်းထဲမှာခိုးပြီးချစ်ခဲ့ရတဲ့ကောင်မလေးတစ်ယောက်တော့လူတိုင်းမှာရှိတတ်ကြပါဒါပေမဲ့ကိုချစ်တဲ့သူက1500အချစ်နဲ့အစစ်မပြေနိုင်နဲ့အရင်းနှီးဆုံးတငယ်ချင်းတွေဖြစ်နေတဲ့အခါ